4 သိန်းကျော်လေးနဲ့ပဲရရှိမှာဖြစ်တယ်ဒါပြင်ကိုမှအာမခံကလည်းတစ်နှစ်ပါသေးတယ်ကင်မလေးမှကြိုဆိုပါရှင်ဒီလိုကင်မလေးကိုပစ္စည်းအသစ်တွေဒီလိုအများကြီးပဲရောက်ရှိထားပါတယ် HP လေးလည်းပါတယ်ဒဲ laptop လေးလည်းပါတယ်ပေါ့နော်ထူးခြားချက်တစ်ခုကကျတော့ဒီထဲမှာဒီမို့4 သိန်းကျော်တဲ့ပစ္စည်းလေးတွေလည်းပါတယ် HP ကိုမှဈေးတန်လေးနဲ့တက်ပြရဲ့လုံးလေးပါတယ်ပေါ့နော် i5 agent လေး180ဒီလိုplan ချိုးပြီးတော့မှသုံးလို့ရတဲ့ laptop လေးပေါ့နော်အစုံပါဝင်တော့မှဖြစ်ပါတယ်ဒီမို့ဒီထဲကမှနည်းနည်းလေးပြောပြချင်တဲ့လုံးလေးကတော့ဒဲ laptop လေးပေါ့နော်သူကဆိုရင်ဒီလို180 degree LAN ချိုးပြီးသုံးလို့ရတဲ့ Type C port ပါတယ် HDMI port တွေ USB port တွေပါမယ် LAN port တွေပါမယ်ဒီဘက်မှာဆိုရင် VGA port တွေလည်းပါသေးတယ်ပါလေးပါတယ်ပစ္စည်းလေးကလည်းတော်တော်လေးကိုတန့်တယ်သူရဲ့ကင်မရာက 720p ကင်မရာနဲ့လာတယ်ကျောင်းသုံးရုံသုံးအတွက်ဆိုရင်တော့ဒါလုံးဝအဆင်ပြေမဲ့ laptop လေးဒီ laptop လေးမှာဘာထူးခြားချက်ရှိလဲဆိုတော့သူ့ရဲ့ဈေးပေါ့နော်သူ့ရဲ့ဈေးနှုန်းလေးက4 သိန်းကျော်လေးနဲ့ပဲရရှိမှာဖြစ်တယ်ဒါပြင်ကိုမှအာမခံကလည်းတစ်နှစ်ပါသေးတယ်အဲ့အာမခံတစ်နှစ်ထဲမှာဒီမို့ကမာသားပုတ်ပိုင်းကိုပါဒါအာမခံပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံးဝကိုဝယ်သင့်တဲ့ laptop လေးဖြစ်ပါတယ်ဒီ laptop လေးကတော့ပြောရင်အလုံးကြီးကတော့အများကြီးတော့မပါဘူးပေါ့နော်မျိုးထင်တာတော့၄-၅ လုံးလောက်ပဲပါမယ်ဆိုတော့မြန်မြန်လေးလက်ဦးထားဖို့လိုပါတယ်ဆိုတော့ဒီကောင်လေးအကြောင်းတစ်လုံးချင်းစီအသေးစိတ်ကိုဒီမိုကထပ်ပြီးတော့မှဗီဒီယိုလေးထပ်တင်ပေးတော့မှဖြစ်ပါတယ်ဆိုတော့ဒီမိုကပြင်မလေးအကောင့်လေးကို follow လုပ်ထားဖို့မနေပါနဲ့ဆိုတော့နောက်ရက်တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်